လွမ်းလေလွမ်းမှုပါတယ်တိတ်ဆိုရလွယ်နေမေးလို့မဖြစ်နိုင်နဲ့မျောလင်းခြင်းမထားတဲ့မှတီးပေမဲ့တတိယနေတယ်ရှင်နာရီနဲ့တို့ချက်တွေတူညီတယ်ဝေးခဲ့တာဘာကြောင့်လဲတို့ဘဝတွေကမကောင်းခဲ့ဘူးကွယ်ပုံမြင်တွေသာဖြစ်ရင်ကောင်းလိမ့်မယ်ခံရောတဲ့ဂျိုးတွေမပြတ်နိုင်သေးတော့ခံစားရပါတယ်တကယ်ဆိုဝမ်းတစ်ခုဟာစီးရချထားခဲ့ပြီပဲကံချမလိုအတွေ့ကဖြစ်သိလို့